2026 FIFA World Cup ရဲ့ပြိုင်ပွဲဝင်အသင်းတွေထဲမှာအသက်အငယ်ဆုံးအသင်းကဘယ်အသင်းဖြစ်မယ်လို့ထင်လဲဟုတ်ပါတယ် Ivory Coast အသင်းဖြစ်ပါတယ်ဆိုတော့ဒီ Spain လည်းမဟုတ်ဘူးပြီးတော့ဒီ Brazil လည်းမဟုတ် Argentina လည်းမဟုတ်ဘူး Ivory Coast ဖြစ်ပါတယ်ဆိုတော့ Ivory Coast အသင်းကဒီ2026ကမ္ဘာဖလားပြိုင်ပွဲဝင်အသင်းတွေထဲမှာပြင်းပြအသက်25.35ပေါ့နော်ဆိုတော့ဒီဆိုတော့ဒါနဲ့သူကပထမနေရာကိုရရှိသွားဖြစ်ပါတယ်ဒုတိယနေမှာ Ecuador ရှိမယ် Bosnia ရှိမယ်ပြီးရင် Morocco Tunisia Spain လည်းမဆိုး Spain လည်းဒါတော်တော်လေးသွေးတစ်လောင်းထားတယ်လို့ပြောလို့ရတယ် Spain လည်းရွေးစင်အသင်းကဒီ26.19ပေါ့နော်26နှစ်ကိုနည်းနည်းလေး19ပေါ့0.19နဲ့ဒီအသက်ငယ်ဆုံးအသင်းလို့ပြောလို့ရတယ်ဒီဘူဆွဲဖို့ရေပန်းစားတဲ့အသင်းတွေထဲမှာဆိုလို့ရှိရင်တော့ဒါအသက်ငယ်ဆုံး squad ကိုဒီ2026ကမ္ဘာဖလားကိုလွှတ်လိုက်တာဖြစ်တယ်တော့သူတို့မှာနောက်ကမ္ဘာဖလားတွေအတွက်လည်း potential အရန်ကောင်းတဲ့အသင်းလို့မြင်ထားလို့ရတယ်ပေါ့နော်နာမည်ကြီးအသင်းတွေထဲမှာဆိုလို့ရှိရင်Spain ပါမယ်ပြီးရင် Norway ပါမယ်ပေါ့နော်ဆိုတော့ဒီ Ivory Coast ကတော့အသက်ငယ်ဆုံး squad ကိုကမ္ဘာဖလားကိုလွှတ်လိုက်တာဖြစ်ပါတယ်ဆိုတော့ကမ္ဘာဖလားမှာဘယ်လိုအောင်မြင်မှုတွေရမလဲကြည့်ကြမယ်နော်ပေးသက်တွေရဲ့မြင်အောင်ဘယ်လိုရှိမလဲ comment မှာဝင်ရောက်ရေးသားလို့ရပါတယ်